ပိန်ထိပ်သီး Real Madrid အသင်းအနေနဲ့လာမယ့်နေရာသည့်အပြောင်းရွှေ့ကာလအတွင်းမှာလီဗာပူးကစားသမားဆိုဘိုစလိုင်းကိုစူးစမ်းဖွယ်ရှိကြောင်းဥရောပမီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။လီဗာပူးအသင်းဟာဆိုဘိုစလိုင်းကို2023နေရာသည့်အပြောင်းရွှေ့မှာဂျာမန်ကလပ် Leipzig အသင်းထံကနေခေါ်ယူခဲ့ပြီး2028ခုနှစ်အထိစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။နှစ်နှစ်ကျော်သာစာချုပ်ကြန့်ရှိတော့တဲ့ဆိုဘိုစလိုင်းကိုလီဗာပူးအသင်းကစာချုပ်သက်တမ်းတိုးနိုင်မှုစူးစမ်းခဲ့ပေမဲ့လည်းလက်ရှိအချိန်ထိညှိနှိုင်းနေရဆဲပါ။ဆိုဘိုစလိုင်းဟာလက်ရှိလီဗာပူးအသင်းမှာတပတ်လောက်ကလစာ3,200,000ဝန်းကျင်ရရှိနေပြီးသူကိုယ်တိုင်ကတော့စာချုပ်အသစ်အတွက်တပတ်လောက်ကလစာကို2သိန်းခွဲအထိအလိုရှိနေကြောင်းလည်းသိရပါတယ်။ဒါကြောင့်လည်းလီဗာပူးအသင်းအနေနဲ့စာချုပ်သစ်ကိစ္စဆက်လက်ဆွေးနွေးနေပြီးအဆင်မပြေပါကလာမယ့်နေရာသည့်အပြောင်းအရွှေ့မှာရီယယ်မက်ဒရစ်အသင်းကဆိုဘိုစလိုင်းအတွက်ကမ်းလှမ်းပွဲရှိတယ်လို့စပိန်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။ဒီရာသီမှာလီဗာပူးအသင်းအတွက်နံပါတ်10ရိုနံပါတ်8ရိုနံပါတ်10ရိုနဲ့ right back နေရာတွေမှာပါခြေစွမ်းပြကစားနေတဲ့ဆိုဘိုစလိုင်းကိုရီယယ်မက်ဒရစ်အသင်းကအားနည်းနေတဲ့ကွင်းလယ်နေရာအတွက်ခေါ်ယူလိုနေတာပါ။ဒါအပြင်ရီယယ်မက်ဒရစ်အသင်းအနေနဲ့ဆိုဘိုစလိုင်းအတွက်အသင်းရဲ့ကျယ်ဝန်းကစားသမားရိုဒရီဂိုကိုအလိုက်ပေးကမ်းလှမ်းပွဲရှိတယ်လို့သိရပါတယ်။